Oga editor channel ဒီတခါ cap ကက်ရဲ့ AutoCAD လေးသုံးထားပါတယ်။ဘာကွာလဲဆိုတာကြည့်ကြရအောင်နော်။လုပ်ပုံကတော့လွယ်လွယ်လေးပါ။ AutoCAD application နဲ့ဝင်နေကိုရိုက်ထားတဲ့ဗီဒီယိုလေးတွေကိုရွေးလိုက်တယ်။ကိုယ့်ရဲ့ဗီဒီယိုလေးကအစီအစဉ်မကျပေမဲ့သူကအစီအစဉ်ကျအောင်တည်ဖြတ်ပေးထားပါတယ်။ဗီဒီယိုလေးကတော့နည်းနည်းရှည်ပါတယ်။သူ့တိုင်ထားခြင်းလို့ဖြတ်ထားပါဦး။အကောင့်နဲ့အပိုင်းလေးတွေဆိုသူ့အတူဖြစ်ပေးထားပါတယ်။ကိုကလေ editing ကောင်းကောင်းမလုပ်တတ်တော့ AutoCAD နဲ့လုပ်ထားတဲ့ဗီဒီယိုလေးကိုပို့ပြီးတော့သဘောကျနေမိပါတယ်။ဗီဒီယိုကတော့နည်းနည်းရှည်တာပေါ့နော်။ကဲကြက်လဲကြက်ပြီးအားလုံးပဲစားကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်